ကပောက်ကျမ်းခန်းကြီး28အငယ်1မှ9ထိုအခါဣဇက်သည်ယာကုပ်ကိုခေါ်၍သင်သည်ခါနာန်အမျိုးသမီးနှင့်အိမ်ထောင်ဖက်မပြုရအမိ၏အဘဗေသွေလအမျိုးသားနေရာပါဒနာရန်အရပ်သို့ထ၍သွားလော့သင်ဦးကြီးလာဗန်၏သမီးတစုံတယောက်နှင့်အိမ်ထောင်ဖက်ပြုလော့အနန္တတကုရှင်ဘုရားသခင်သည်ကောင်းကြီးပေး၍တိုးပွားစေသဖြင့်သင်သည်အမျိုးကြီးဖြစ်မည်အကြောင်းနှင့်များပြားစေတော်မူစေတည်းအထက်ကအာဗျံအားပေးတော်မူ၍သင်ယခုဧည့်သည်ဖြစ်လျက်နေသောဤပြည်ကိုသင်အမွေခံရမည်အကြောင်းသင်အား၎င်းသင်၏အမျိုးအနွယ်အား၎င်းအာဗြဟံ၏ကောင်းကြီးမင်္ဂလာကိုပေးတော်မူစေတည်းဟုကောင်းကြီးပေးလျက်မှားထား၍လွှတ်လိုက်လေ၏ထိုသို့ယာကုပ်နှင့်ဧသော၏အမိရေဗက္က၏မောင်ရှုရိလူဗေသွေလသားလာဗန်နေရန်ပါဒနာရန်ပြည်သို့ယာကုပ်သွားလေ၏ထိုသို့ဣဇက်သည်ယာကုပ်ကိုကောင်းချီးပေး၍ပါဒနာရန်ပြည်၌အိမ်ထောင်ဘက်ပြုစေခြင်းငှါလွှတ်လိုက်သောအကြောင်းကို၎င်းခါနာန်အမျိုးသမီးနှင့်အိမ်ထောင်ဘက်မပြုရဟုကောင်းချီးပေးသောအခါမှားထားကြောင်းကို၎င်းယာကုပ်သည်မိဘစကားကိုနားထောင်၍ပါဒနာရန်ပြည်သို့သွားကြောင်းကို၎င်းခါနာန်အမျိုးသမီးတို့ကိုအဘဣဇက်မနှစ်သက်ကြောင်းကို၎င်းဧသောသိမြင်လျှင်ဣရှမေလထံသို့သွား၍အထက်မယားတို့မှတပါးအာဗြဟံသားဣရှမေလသမီးနာဗယုတ်နှမမဟာလနှင့်တဖန်အိမ်ထောင်ဘက်ပြုပြန်လေ၏အငယ်30မှ22ယာကုပ်သည်ဗေရရှေဘရွာမှထွက်၍ခါရန်ပြည်သို့ခရီးသွားစဉ်တွင်တစုံတစ်ခုသောအရပ်သို့ရောက်၍မိုဃ်းချုပ်သောကြောင့်ညဉ့်ကိုလွန်စေမည်အကြံရှိသည်နှင့်ထိုအရပ်၌ကျောက်ကိုယူ၍ခေါင်းအုံးဘို့ထားပြီးလျှင်အိပ်လေ၏မြင်ရသောအိပ်မက်ဟူမူကားမြေကြီးပေါ်၌လှေကားထောင်လျက်အဖျားသည်မိုဃ်းကောင်းကင်တိုင်အောင်မှီ၏ဘုရားသခင်၏ကောင်းကင်တမန်တို့သည်ထိုလှေကားဖြင့်ဆင်းလျက်တက်လျက်ရှိကြ၏ထာဝရဘုရားသည်လှေကားထက်၌ရပ်တော်မူလျက်ငါသည်သင်၏အဘအာဗြဟံ၏ဘုရားဣဇာက်၏ဘုရားတည်းဟူသောထာဝရဘုရားဖြစ်၏သင်အိပ်သောမြေကိုသင်နှင့်သင်၏အမျိုးအနွယ်အားငါပေးမည်သင်၏အမျိုးအနွယ်သည်မြေမှုန့်ကဲ့သို့များပြားလိမ့်မည်အရှေ့အနောက်တောင်မြောက်လေးမျက်နှာအရပ်တို့သို့နှံ့ပြားကြလိမ့်မည်သင်နှင့်သင်၏အမျိုးအနွယ်အားဖြင့်လူမျိုးအပေါင်းတို့သည်ကောင်းကြီးမင်္ဂလာကိုခံရကြလိမ့်မည်ငါသည်တင့်ဘက်မှရှိ၏သင်သွားလေရာရာ၌ငါဆောင်မမည်ဤပြည်သို့တဖန်ဆောင်ခဲ့အောင်မည်ဂတိထားသည့်အတိုင်းမပြည့်စုံမီတင့်ကိုငါမစွန့်ဟုမိန့်တော်မူ၏ယာကုပ်သည်အိပ်ပျော်ရာမှနိုးလျင်အကယ်စင်စစ်ထာဝရဘုရားသည်ဤအရပ်၌ရှိတော်မူ၏ရှိတော်မူကြောင်းကိုငါမသိဤရပ်ကအဘယ်မျှလောက်ကြောက်မဲ့ဖွယ်ဖြစ်သည်တကားဤရပ်ကအခြားမဟုတ်ဘုရားသခင်၏ဘုံဗိမာန်ကောင်းကင်တကားဝဖြစ်သည်တကားဟုကြောက်ရွံ့ခြင်းသို့ရောက်၍ဆို၏နံနက်စောစောယာကုပ်သည်ထ၍ခေါင်းအုံးသောကျောက်ကိုယူသဖြင့်မှတ်တိုင်ဖြစ်စေလျက်ထူထောင်ပြီးလျှင်ကျောက်ထိပ်ဖျားအပေါ်၌စီကိုလောင်းလေ၏ထိုအရပ်ကိုလည်းဗေသလအမည်ဖြင့်မှဲ့လေ၏ထိုမြို့၏အမည်ဟောင်းကားဥလံလုဇဟူသည်ထိုအခါယာကုပ်ကဘုရားသခင်သည်ငါဘက်၌ရှိလျက်ငါယခုသွားရန်လမ်းမှာငါကိုစောင့်မ၍စားเสียအစာဝတ်เสียအဝတ်ကိုပေးသနာတော်မူလျှင်၎င်းငါသည်တဖန်အဖ၏အိမ်သို့ငြိမ်ဝတ်စွာပြန်ရောက်၍ထာဝရဘုရားသည်ငါ၏ဘုရားဖြစ်တော်မူလျှင်၎င်းမှတ်တိုင်ပြု၍ငါထူထောင်သောဤကျောက်သည်လည်းဘုရားသခင်၏ဗိမာန်ဖြစ်ရမည်ပေးသနာတော်မူသမျှတို့ကိုဆယ်ဘို့တဘို့ပူဇော်ပါမည်ဟု၍သစ္စာပြုလေ၏